စိတ်ပြက်ဖွယ်ခြေစွမ်းနဲ့အတူတီးတမတ်ပဲရရှိခဲ့တဲ့ဘရာဇီးကျွန်တော်တို့ဒီနေ့2026ကမ္ဘာဖလားအုပ်စုစီရဲ့အပွင့်ပွဲတစ်ပွဲဖြစ်တဲ့ဒါဒီနေ့မနေ့စောပိုင်းမှာကစားခဲ့တဲ့ဘရာဇီးနဲ့မော်ရိုကိုအသင်းတို့ရဲ့ပွဲစဉ်ကတော့ဒါတစ်ဖက်တစ်ဂိုးစီတည်ရလက်နဲ့ပဲပြီးဆုံးခဲ့ပါတယ်ဒါဒီပြိုင်ပွဲမှာဘူဆွဲဖို့ရေပန်းစားနေတဲ့အပြင်ဒါကမ္ဘာဖလားကို9ချိန်နဲ့အများဆုံးရရှိထားတဲ့ဒီဘရာဇီးအသင်းကတော့နာမည်နဲ့မလိုက်အောင်ပဲခြေစွမ်းပိုင်းဆိုင်ရာကတော့တော်တော်လေးကိုအားရစရာမကောင်းခဲ့ပါဘူးဘရာဇီးအသင်းရဲ့ခြေစွမ်းပိုင်းကလုံးဝကိုဒါကြည့်ရှုအားပေးနေတဲ့ပိတ်သက်တွေကိုဒါအေးအေးပြက်စီလားလောက်အောင်ဒါပြင်းကြီးပွဲကောင်းခဲ့တယ်တိုက်စစ်ပိုင်းကဖန်တီးနိုင်မှုစွမ်းအားတွေရောချခဲ့ပြီးတော့ဒါကွင်းလယ်နဲ့ဒီတိုက်စစ်ချိတ်ဆက်မှုတွေမှာတော်တော်လေးကိုအားနည်းခဲ့တာလေးတွေ့ရတယ်အရင်ဆုံးကျွန်တော်တို့ဒါနီးပြအန်ဆယ်လော်တီရဲ့ပွဲထွက်လူစင်းမှာဒါတိုက်စစ်ပိုင်းမှာနည်းနည်းလေးမေးခွန်းထုတ်စရာရှိတာကဒါဘရက်ဖို့တိုက်စစ်မှုအီဂိုတီယာကိုဒါပွဲထွက်ခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီကိုညာလူကစားသမားမျိုးအရန်ကိုပို့ပြီးတော့ဒါ target man ဆန်ပေါ့နော်ဒါ center forward စစ်ဒါအီဂိုတီယာကိုထည့်တာဘရာဇီးနဲ့တိတ်တော့မလိုက်ဖက်ဘူးလို့ယူဆရတယ်ပေါ့နော်နောက်ပြီးတော့ဒါဒီကွင်းလယ်မှာဒီနေ့ပွဲထွက်လာတဲ့ဒါကက်စမဲရိုဘရူနိုဂွီမာရီပါကေတာဆိုတဲ့ကွင်းလယ်ကိုဒါနီးပြအသုံးပြုလာတယ်ဒီ၃ယောက်ကသူ့ဟာနဲ့သူ balance တော့ဖြစ်တယ်ဗျဒီဘရူနိုဂွီမာရီနဲ့ပါကေတာဆိုရင်နှစ်ယောက်စလုံးကဘသူက box to box လဲဘသူက attacking midfielder လဲဆိုတာမရှိဘူးခံစစ်ဆိုရင်လည်းနှစ်ယောက်လုံးပါတယ်တိုက်စစ်ဆိုရင်လည်းဒါ Grima Race ကပါကီတာနှစ်ယောက်လုံးပါတယ်အဲ့ဒါပဲသူတို့ရဲ့အားတာချက်ဖြစ်တယ်လို့သူတို့ရဲ့အားနည်းချက်လည်းဖြစ်တယ်ဗျဘရာဇီးကွင်းလယ်ကဘလို့မှဒီ creative မလုပ်ပေးနိုင်ဘူးဒီတိုက်စစ်ကိုပံ့ပိုးမှုလုံးဝမရှိဘူးဒီကွင်းလယ်ကနေပြီးတော့ဒီ Killer Pass တွေတလုံးမအောင်မထွက်ဘူးပေါ့ဗျာပြောရမယ်ဆိုရင်ဒီဘရာဇီးတေးကသူတို့ဒီပွဲစမိနစ်30အထိကိုဘလို့မှကစားကွက်တည်မရခဲ့ဘူးပေါ့နော်ဒါတစ်ဖက်ကကျွန်တော်တို့ဒါမော်ရိုကိုအသင်းရဲ့တုံ့ပြန်မှုဒီပွဲပေါ်မော်ရိုကိုတင်းရဲ့ဒါပြင်ဆင်လာမှုကလည်းတော်တော်လေးကောင်းတာကြောင့်လည်းပါပါလိမ့်မယ်မော်ရိုကိုတင်းရဲ့ပွဲစားတယ်ဆိုတာလည်းသူတို့ရဲ့ဒါလှင်မြန်လာတဲ့အပေးယူတွေကနေတစ်ဆင့်ဘရာဇီးအသင်းဘလို့မှကစားကွက်တည်မရအောင်အထိကိုဖိအားပေးနိုင်ခဲ့တယ်ဒီပွဲစားဒီရေတောက်မနာခင် hydration break မလုပ်ခင်အချိန်အထိကိုဒီဘရာဇီးရဲ့ကစားပုံကတော်တော်လေးကိုစိုးရိမ်စရာကောင်းခဲ့တယ်ပေါ့နော်မော်ရိုကိုအသင်းအတွက်အဖွင့်ကိုတော့ပွဲကစားချိန်22မိနစ်မှာဒါ PSV အသင်းရဲ့တိုက်စစ်မှုစိုက်ဘာရီကတော်တော်လေးကိုလှလှပပသွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်ဒီလုံးဝဒါဒီမော်ရိုကိုရဲ့ဒီဘယ်နောက်ခံကစားသမားမာဇရာဝီစီကနေစပြီးပြပြခန်လာတဲ့သူပေါ်လုံးတစ်ချက်ကင်တယ်ပြီးတော့ဒီကွင်းလယ်မှာနေရာယူထားတဲ့ Brahim Diaz ကိုထိုးပေးတယ် Brahim Diaz ကလည်းတော်တော်လေးကိုပါနတ်တယ်ဗျာသူလုံးဝမျောထိုးပေးလိုက်တဲ့ဘောလုံးသွားတဲ့ဒီ acceleration speed ပေါ့ဒီဘောလုံးသွားတဲ့ဒီ momentum အရှိန်ကတော်တော်လေးကိုကောင်းတယ်ဒီစိုက်ဘာရီဒီပြေးထွက်သွားတဲ့ပုံရတယ်ဒီမာကွင်ညိုးနဲ့ဂါဘရီယယ်ရဲ့ဂျားထဲမှာသူကနေရာယူထားပြီးတော့ဒီဂါဘရီယယ်ရဲ့ဒီ blind side ပေါ့နော်ဒီလူမကျွံအောင်တေချာလေးနေရာယူပြီးတော့နောက်ကျောကနေပြီးတော့ဒီလူကျွံထောင်ကျောက်ကိုဖောက်ထွက်ပြီးတော့ပြေးထွက်သွားတယ်လိုက်တဲ့ဒီ Brian D ရဲ့မျောပြီးလိုက်တဲ့ဘောလုံးကလည်းလုံးဝကွက်တိပဲဘီကုတ်ထိတ်နာအရောက်ဒါအလစ်စင်ကလည်းပြေးထွက်လုံးဝလှလှပပနဲ့ကိုချစ်လုပ်ပြီးတော့ကန်သွင်းသွားတာပဲဖြစ်ပါတယ်ဒီအလစ်စင်လိုဂိုးသမားမျိုးကိုချစ်လုပ်ပြီးကန်သွင်းတယ်ဆိုကြတဲ့ကဒါဒီမော်ရိုကိုတိုက်စစ်မှုရဲ့ဒီဂိုးသွင်းဆန်းရဘယ်လောက်ထိမြင်မာလဲဆိုတာကိုကျွန်တော်တို့မြင်သာစေတယ်ပေါ့နော်ဒီတိုက်စစ်မှုလေးကလည်းဒါကျွန်တော်တို့အခုလက်ရှိမှာဘိုင်ယန်မြူးနစ်ကခေါ်ယူဖို့စိတ်ဝင်စားနေတာပေါ့နော်တော်တော်လေးလည်းကောင်းပါတယ်ယုံကြည်မှုဘယ်လောက်ရှိလဲဆိုတော့တက်တက်ပြသွားတယ်ဒါပေမဲ့ဒီဘရာဇီးကလည်းဘရာဇီးတို့ရဲ့ထုံးစံအတိုင်းပဲပေါ့နော်ဒါတူးချင်းအရေးသွေးလင်မြန်လာတဲ့စကေးကောင်းတဲ့တောင်ပန်ကစားသမားရဲ့ရေးချင်းကနေတစ်ဆင့်နောက်ခံလိုတစ်ချက်ခောက်ပြီးတော့တောင်ထဲကိုအပြင်းကန်သွင်းခဲ့တယ်ဒါကတော့ကိုသွင်းတဲ့လူကတော့ဘီနီဂျူနီယာပဲဖြစ်ပါတယ်သူ့ကိုဖန်တီးပေးတဲ့သူကတော့ဘရူနိုဂွီမာရီပါဘရူနိုဂွီမာရီကအသာလေးထိုးပေးလိုက်တဲ့အလုံးကိုနောက်ခံလိုတစ်ချက်ဖိတ်ပြီးတော့အပြင်းကန်ခဲ့တယ်ဒီအလုံးကလည်းတော်တော်လေးကိုလှတယ်ဗျာဒီနေ့ပွဲဒီ1-1ဖြစ်စေတဲ့ဒီနှစ်ဖက်စလုံးနှစ်သင်းလုံးသွင်းဂိုးတွေကတော်တော်လေးကိုအဆင့်တန်းမြင့်မားရီလို့ပြောလို့ရတယ်ပေါ့နော်ဒီဂိုးသွင်းပြီးနောက်မှာလည်းဒီဘရာဇီးကပွဲကိုပုံမထိန်းချုပ်ဖို့ကြိုးစားပေမဲ့မော်ရိုကိုအသင်းရဲ့ခံစစ်ကိုဘလို့မှမထိုးပေါက်နိုင်ဘူးပေါ့နော်ဒီမော်ရိုကိုအသင်းရဲ့ဘိုးခံစစ်အတွဲရတာကျွန်တော်ပွဲကြိုမှာပြောခဲ့သလိုပဲဖူဟန်နဲ့ပဲလီယာလာတဲ့ဒီစင်တာဘက်တွဲအိုမှာဟာကီမီနဲ့မာဇရာဝီတို့နဲ့ပေါင်းဆက်ထားတဲ့နောက်တန်းတော်တော်လေးကိုချစ်လက်ရှိတယ်နောက်တစ်ချက်ကဒါကျွန်တော်တို့ဘရာဇီးတိုက်စစ်မှာဒါရာဖင်ဟာကိုညာတောင်မှာသုံးတာလည်းမှားတယ်လို့ပြောလို့ရတယ်ပေါ့နော်ရာဖင်ယာရဲ့အကောင်းဆုံး position ကကျွန်တော်တို့ဘာစီလိုနာမှာဆိုရင်ဘယ်တောင်မှန်ပဲဗျဒီဘာစီလိုနာမှာဆိုရင်ယမားက right wing ဆော်တယ်ရာဖင်ဟာ left wing ဆော်ရင်ဆော်မဆော်ရင်ဒီ attack midfield ပေါ့နော် second striker role မှာသူဆော့တယ်ညာတောင်မှန်မှာတိတ်ဆော့တာမတွေ့ဘူးဗျညာတောင်မှန်မှာဒီယမားပဲအဓိကဆော့တာပေါ့နော်အခုဒီပွဲမှာသူကညာတောင်မှန်မှာဆော့ရတဲ့အနေအထားမှာသူအနေနဲ့မာဇရာဝီကိုဘလို့မှမကြော်ခဲ့ဘူးဒီဘရာဇီးမှာခြေစွမ်းပြတာဆိုတော့ဒီဘရူနိုဂွီမာရီစ်နဲ့ဖီနီဂျူနီယာနှစ်ယောက်လောက်ပဲရှိတယ်ဘရာဇီးရဲ့ဒီကွင်းလယ် try ကမော်ရိုကိုဘလို့မှအသာစီးမရခဲ့ဘူးဗောနော်
အဲ့ဒါကိုတီးတဲ့နီးပြအန်ဆယ်လော်တီကလည်းဒုတိယပိုင်းစစ်စာချင်းမှာဒါကက်စမဲရိုနဲ့ဒီ right back ကိုချက်ချင်းပဲလူစားလဲခဲ့တယ်ဒါပေမဲ့သူတို့နှစ်ယောက်ကဒီပထမပိုင်းမှာတဝါစီထိထားတဲ့အကြောင်းလဲပါပါတယ်ဒီနှစ်ယောက်တည်းတယောက်သာအနီကတ်ထိသွားမယ်ဆိုလို့ရှိရင်ပွဲကဘရာဇီးရှုံးသွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါနီးပြကစောစီးပဲလူစားလဲတယ်ကက်စမဲရိုနေရာမှာဖာဘင်ကိုထည့်တယ်ဒါပေမဲ့လည်းဒုတိယပိုင်းမှာဘရာဇီးကပထမပိုင်းထက်ပိုကောင်းလာတယ်ဆိုပေမဲ့လည်းလုံးဝအားရကျဉ်နဲ့စရာကောင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်နောက်ပိုင်းမှာဒီ Rafinha ကိုသူ့ရဲ့ဒီ attacking midfield ကိုပြန်ပို့ပြီးတော့ဒီညတောင်ဝဲမှာ Luis Henry ကိုထည့်တယ်ခြေစမပြနိုင်တဲ့ Igor Thiago ရဲ့နေရာမှာဒီ Matheus Cunha ကိုထည့်တယ်ဒါပေမဲ့ဘရာဇီးရဲ့တိုက်စစ်ကစားပုံကဘယ်လိုပြောရမလဲ Ancelotti ကင်နေကြအသင်းတွေကအဲ့လိုပဲဗျာ Real Madrid ကိုကြီးလိုက်ရင်လည်းမင်းတို့တိုးချင်းဆွဲရင်လည်းကန်ချင်းစလိုကန်ဆိုတဲ့ပုံစံမျိုးပဲပေါ့နော်အခုဘရာဇီးကိုကြည့်ရလဲအဲ့လိုပဲဗျတိုက်စစ်မှာတိကျတဲ့ရည်ရွယ်ချက်မရှိဘူးသူတို့ဒီကစားကွက်မမဲရမရှိဘူးပေါ့ဗျာပြောရမယ်ဆိုရင်ဒီတူးချင်းတွေကိုပဲအားကိုးနေရတယ်ကွန်ညာဗီနီစီယက်ဒီရာဖင်ယာတို့ရဲ့ဒီတူးချင်းစွမ်းရည်တွေကိုပဲအဓိကအားပြုနေရတယ်ပေါ့နော်ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ဘယ်သူမှဂိုးတွေဆက်မသွင်းနိုင်တော့ပဲねဒါ1-1တီးရလက်ပဲထွက်ပေါ်ခဲ့ပါတယ်ဒီမော်ရိုကိုမှာဆိုလို့ရှိရင်ဒီနံပါတ်6ပေါ့နော်ကွင်းလေခန်းစစ်မှာကစားရတဲ့ဒီ18နှစ်သားလိုင်းလီတင်းရဲ့ကွင်းလေအဖြတ်ကစားသမားလေးဆိုရင်တော်တော်လေးကိုကောင်းတယ်ဗျာအသက်18နှစ်လို့တော့မယုံကြည်နိုင်စရာကောင်းတယ်ပေါ့နော်သူလုံးဝထိန်းသွားတာတွေကလုံးဝငြိမ်တယ်ကွင်းလေမှာဘောလုံးရဲရဲကင်တယ်ရဲရဲဖြတ်တယ်ဘောလုံးရဲရဲဖြန့်တယ်နော်သူ့ကိုဒါအာဆင်နယ်ကတော့ခေါ်စေခြင်းတယ်ပေါ့နော်ဒါအာဆင်နယ်ကဒီစိတ်ဝင်စားနေဆိုတဲ့သတင်းတွေလည်းတွေ့ရတော့ဝမ်းသာပါတယ်နော်ဒီမော်ရိုကိုမှာတကယ်ကိုလာကောင်းတဲ့ကစားသမားလေးအများကြီးရှိရပေါ့နော်ဘာဖြစ်ဖြစ်ဒီနေ့ဘရာဇီးရဲ့ခြေစွမ်းကတော့ဒါဘူဆွဲနိုင်ခြေရှိတဲ့အသင်းတွေထဲမှာတော့ဒါတော်တော်လေးကိုအားရစရာမကောင်းဘူးသူတို့အသင်းကဒီခြေစွမ်းအတိုင်းပဲဆိုရင်တော့တေးကြတယ်ဗျာဒီကဘာဖလားကလည်းအလွန်ဆုံး quarter final လောက်ပဲလို့ကျွန်တော်သုံးသပ်လိုက်ရပါတယ်ခင်ဗျာဘောလုံးပွဲတွေကိုအကောင့်ဖွင့်စော့ကစားခြင်းနဲ့ဆိုရင်တော့ Viber နံပါတ်3999268384ကိုဆက်သွယ်ပြီးတော့အကောင့်ဖွင့်စော့ကစားလို့ရပါတယ်ခင်ဗျာ